အောက်လန်းဘိုးထင်ဤဘဝအစအခန်း1ဘဝဘာကုန်းနဲ့စပြီးဝါလုံးနဲ့ဆုံးသောနှလုံးထဲသောဗမာစကလုံးနှလုံးကံကိုစပြုလို့ဘဝဆိုတာဖြစ်တည်လာပြီးဘဝကြောင့်ပဲဇာတိဆိုတဲ့မွေးဖွားခြင်းကိုရောက်ရှိကြပါလိမ့်မွေးဖွားစားကလေးတယောက်ရဲ့ဥဝဲဆိုတဲ့ငိုတန်ကလင်းချက်တော်ကန်ဒီအချိန်ခန့်မှာမောင်မိုက်နေတဲ့ပတ်ဝန်းကျင်ရှိအိမ်လေးတစ်လုံးစီကအစပြုလို့ဝင်းကျင်တစ်ခုလုံးကိုပြန်ကျဲလွင့်စင်သွားပါတော့တယ်မောင်ကောင်းကလေးမွေးပြီးယောက်ျားလေးဟဲ့အားရဝမ်းသားဖြင့်အော်ပြောလို့မဆုံးသေးမြခင်အရက်လက်တဲ့တော်ငယ်လေးရဲ့လန်တကြားအော်တန်ကြားမှာဦးကောင်းရဲ့ခြေလမ်းတွေတုံဆိုင်သွားခဲ့ရပါလိမ့်အကြီးမြခင်ဘာဖြစ်လို့လဲဗျာပြန်ပြေးတယ်မပြူချင်းကြောင့်အခန်းထဲသို့ဦးကောင်းလှမ်းဝင်လိုက်တဲ့ချိန်မှာတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်ဦးကောင်းလိုအသားညွညွယောက်ျားရင့်မာကြီးရဲ့မျက်လုံးမှာမျက်ရည်တွေရေဝဲရတဲ့အထိပါပဲအကြောင်းကတော့ငြိမ်သက်စွာရှိနေသောမြခင်ကြောင့်ဖြစ်တော်တယ်မြခင်သည်အသက်ရှူခြင်းကင်းမဲ့စွာလဲလျောင်းနေပါတော့သည်ထိုအချိန်တွင်သူမ၏ဘေးတွင်ရှိနေသောလူမမဲကလေးရဲ့ငိုတန်ကငြိမ်သက်နေသောပတ်ဝန်းကျင်ကိုဖောက်ထွက်သွားပါလိမ့်တော့တယ်နောင်တွင်ခေါ်မိထိုကလေးငယ်ရဲ့အမိကအောက်လန်းဘိုးထင်အခန်းနှစ်အသက်12နှစ်ကျော်ကလေးမောင်ဘိုးထင်ဟာလွယ်တလုံးကိုလွယ်ပြီးတော့အိမ်ရှိမှထွက်ဟန်ပြင်လိုက်သည်ထိုအခါအိမ်ရှိကိုယ့်ပြက်မှာထိုင်နေတဲ့ဖခင်ဖြစ်သူဦးကောင်းမှဇကားတန်တချို့ထွက်လာလေတယ်ဂျိုးကောင်ဘိုးထင်ပြားပြီကျွန်တော်ဘာလုပ်ပေးရမလဲမင်းကဘိုးထင်လို့ဘာလို့ပေးတာလဲသိလားသိပါတယ်သိရင်ပြောစမ်းကွာဘိုးဆိုတဲ့စကလုံးရအသက်ကြီးနေပြီမြန်မြန်သေးမယ်ထင်လို့ပေးထားတာပါအေးဟုတ်တယ်မင်းကသာမမွေးငါမိမမသေးဘူးကွာကျွန်တော်နဲ့ဆိုင်လို့လားဖေဟာမင်းကသာငါမိမမမွေးခင်သေမလားအဲ့ဆိုလေကျွန်တော်လွတ်ပြလိုက်ပေါ့အေးမင်းကငါအဲ့ဒီလိုလှုပ်ချင်နေတာငါညမဆန်းဝေရတာမင်းကိုနှိုးတိုက်ပြီးမွေးထားတာဟုတ်ပါပြီဗျာကျွန်တော်ငတ်သွားပြင်းနဲ့ကြွက်ကပ်ပြီးထားအောင်မှမိုးချုပ်ဦးမယ်သိလားအေးမိုးချုပ်တာချုပ်လို့ရတယ်ပြန်မလာလေးရတယ်ဒါပေမဲ့အချိန်ုံသိတယ်နော်မင်းတလုံးလာပို့ရမယ်အချိန်အင်းပါဗျာမောင်ဘိုးရင်ကိုတော်ဖြစ်သူမဆန်းဝေမှာငယ်စဉ်ကလေးကကျွေးမွေးပြုစုထားပြီလေဖခင်ဖြစ်သူဦးကောင်းကလည်းသူ့အာဂရုမဆိုင်ရှိသည်ဟုပင်မထင်ပေအတော်ဖြစ်သူကသူ့အသက်၈နှစ်ရွယ်မှာဆုံးပါသွားပြန်တယ်အဲဒီကအတော်ဖြစ်သူရဲ့ယောက်ျားကမောင်ဘိုးတွေကိုနှင်ချလိုက်တာကြောင့်ဖခင်ဖြစ်သူရဲ့အိမ်ထံပြန်ရောက်လာခြင်းပဲမောင်ဘိုးတွေကကြွက်ထောင်ငှက်ပြစ်ငါးဖမ်းခြင်းအလုပ်တွေကိုလုပ်ရင်းဦးကောင်းတို့အရက်တလုံးပုံမှန်ဝယ်ပေးရသလိုစားဝတ်နေရေးအတွက်ပတ်စံရှာသည်လဲနိုင်ကပိုင်ဆိုင်ထားပေမဲ့အဖေဖြစ်သူကလဲမလုပ်၍တီးစားချထားတာကြောင့်ဝမ်းစာစပားအတွက်မပူရလို့တော်သေးယခုလဲမောင်ဘိုးတင်တောသို့သွားကြပြီဖြစ်မောင်ဘိုးတင်နေသောတစ်စိမ်ရွာကလေးဟာတော်ရန်ကြသောဒေသဖြစ်လေတယ်ရွာဝင်အတန်လှမ်းသောနေရာမှာတင်းချိုင်းကုန်းရှိပြီးအုတ်ကူအဟောင်းများကဆေးရောင်မရှိလူသွားလမ်းဘေးမှာကပ်လျက်ရှိတင်းချိုင်းကုန်းအမည်နဲ့လိုက်အောင်ရွာ၏တင်းချိုင်းကုန်းသည်ကုန်းလေးပေါ်မှာရှိနေပြီးတစ်ပင်ကြီးတစ်ပင်ငယ်နှင့်ခြုံရွယ်ပိတ်ပေါင်းတို့ကထူလာသည်လူတယောက်သေးရင်သာလူတယောက်မြုပ်နိုင်သောနေရာလောက်ကိုရှင်းလင်းပြီးမြေတူးကြတယ်ဒါကြောင့်တင်းချိုင်းကုန်းကတောဖြစ်နေလေတယ်အခုမောင်ဘိုးတင်အဲ့ဒီတင်းချိုင်းရဲ့အနောက်ဘက်မှာရှိတဲ့ခြုံထဲကိုကြွတ်ထောင်ရင်းနဲ့တင်းချိုင်းထဲဝင်၍ငှက်ပစ်နေလေတယ်ငှက်များမလာတဲ့အခါမှာမောင်ဘိုးတင်ကတင်းချိုင်းထဲမှာရှိတဲ့အုတ်ကူပေါ်မှာအိတ်နေလေတော့တယ်အဲ့ဒီချိန်မှာသူအိတ်နေတဲ့အုတ်ကူဘေးမှာရှိတဲ့လဲလန်းပေါ်မှာလူငယ်တတိုက်စကားတပြောပြောနဲ့လမ်းလျှောက်လာကြလေတယ်အဲ့ဒီလူငယ်ထဲမှာမြင်နိုင်ဆိုသောလူငယ်လေးကမောင်ဘိုးတင်ထောင်ထားတဲ့ကြွက်ကပ်ပြီးများကိုခိုးဖော်တယ်ကိုမောင်ဘိုးတင်ထင်နေမိလေတယ်လူငယ်များကလည်းမောင်ဘိုးတင်ရဲ့တတ်တူရွယ်သူများပါကြသလိုနှစ်နှစ်များကြီးသူများလည်းပါလေတယ်တချို့လူငယ်များရဲ့ပခုံးမှာတော့လွယ်အိမ်များကိုလွယ်ထားသလိုတချို့လူငယ်များရဲ့ပခုံးမှာတော့ပစိုးများကိုလိမ်ပြီးလွယ်အိတ်တံပြုတ်လောက်ကလွယ်ထားကြလေတယ်အဲ့ဒီလူငယ်များဟာမောင်ဘိုးတင်ကိုရှီမန်းမသိပဲစကားပြောလာကြတယ်မြင်နိုင်မင်းဟိုဘက်နေရရတဲ့ကြွက်ကြီးအကြီးပဲနော်ဟုတ်တယ်လေငါကိုစိုးကြီးရက်ဆိုင်ကိုသွင်းလိုက်တာမင်းဘယ်လိုလုပ်ပြီးရတာလဲကွာဟိုကောင်ပေတူးပြောတော့မင်းဘိုးတင်ကပ်ပြီးခိုးပေါ်လာတာဆိုအဲ့ကောင်ပေတူးလည်းတကောင်ယူလဲလေကွာဘိုးတင်အစိုးကြီးထားပြီးသွားဖြုတ်တာပါမင်းကဘယ်ချိန်မှသွားပြီးတော့ဖော်လိုက်တာလဲဟာအဲ့ကောင်ဝေလင်းမှသွားတာငါအုံမောက်ခောက်တာနဲ့သွားဖော်လိုက်တာလေသူသွားဖော်တော့ငါအိမ်ပြန်လို့ပြန်တော့အိမ်နေဟာပိုင်မကွာမြင်နိုင်လေကွာမပိုင်ချင်းတော်မရတာမင်းတို့သိရမလားလူငယ်လေးများကစကားတပြောပြောနဲ့တင်းချိုင်းကိုကြော်သွားချိန်မှာမောင်ဘိုးတင်အုတ်ကူဘေးမှာထားလိုက်ပြီးမြင်နိုင်လူရုပ်မှာကြွက်တခိုးမင်းနဲ့ငါနဲ့တွေ့ပြီပေါ့ကွာမောင်ဘိုးတင်ကစိတ်ဆိုးဒေါသထွက်က
အုတ်ကူကြီးဟာလောက်လေးกว่าတင်နဲ့ထုလိုက်ပါတော့သည်အခန်း3မောင်မိုးတင်အဖေဖြစ်သူအတွက်ဦးစိုးကြီးဘုံဆိုင်မှမီးတော့ရက်တလုံးသွားဝယ်နေလေတယ်ရလာတဲ့ငှက်တချို့ဦးစိုးကြီးကအရက်ဖိုးနဲ့ခြေခိုင်းလိုက်လေတယ်ဦးစိုးကြီးကအရက်ချိန်ပေးနေရင်မောင်မိုးတင်ကိုကြည့်ကဘိုးတင်မင်းပလင်းနေပြန်ယူရအောင်3လုံးရှိနေပြီနော်အေးပါဗျယူခဲ့ပါမယ်အခုကတောထဲကနေတန်းလာတာမို့ပါမင်းအခုလော်ကြွက်မရဘူးလားမြင်နိုင်တဲ့ပေတူးတော့ကြွက်တွေငါးစီလာလာရောင်းနေအဲ့ကောင်တွေဘယ်နားထောင်နေလဲမသိဘူးမင်းစုံစမ်းပါလားနေရာသိအောင်စုံစမ်းကြမလို့ပါဘူးဗျာဒီကောင်တွေဘယ်ကရလဲဆိုတော့ကျုပ်သိသိတာပေါ့အေးသိရင်လည်းပြီးရောကြွက်ကထေးချိန်နီးလာလို့ဈေးကောင်းရနေပြီငါးကောင်ရစိတ်ချပါဗျာကျုပ်လာပို့ပါမယ်မောင်မိုးတင်ကတောရပလင်းကိုလက်ကဆွဲပြီးတဲ့နောက်အိမ်ကိုပြန်လာလေတော့တယ်အိမ်ဝိုင်းထဲကိုဝင်လိုက်တာနဲ့ဦးကောင်းရဲ့ပြစ်တင်ပြောဆိုတဲ့ကပေါ်လာပြီးဖြစ်တော့တယ်ဂျိုးကောင်နောက်ကျလိုက်တာကွာမင်းရမင်းဘယ်တိုင်းသေးသေးငါဂီးမဆိုင်ဘူးငါအရက်လေးတော့အချိန်မှလာပူစမ်းပါကွာကြားလိုက်ကောင်ကျွန်တော်လည်းမြင်မြန်လာတာပဲဗျာမင်းမြင်မြန်လာရင်ဒီလောက်နောက်ကြမလားမိုးတောင်ချုပ်တော့ပေးတဲ့အရက်ငါကောင်နေအမဲဖော်လို့အမဲသားရင်လာပို့တာတယ်တွားယူစမ်းသွားမဘိုးတင်ဒီမြေသို့သောစကားမှပြန်မပြောတော့ပဲဖခင်ဖြစ်သူအရှိတို့အရက်ပလင်းကိုချပေးလိုက်ပြီးအိမ်မော်ကိုတတ်သွားကမိဖို့ကြောင့်မှပကံလုံးတစ်လုံးနဲ့ထဲထားသောအမဲသားဟင်းများကိုပကံတစ်ချက်တည်းကော်ထည့်ပြီးတော့တွားပို့လိုက်လေတော့တယ်အိုင်တော်ဖခင်ဖြစ်သူရဲ့အရှိမှရက်လိုက်ပြီးအဖေကျွန်တော်ညအိမ်ပြန်မိတ်ဘူးကြွက်ဖော်ဖို့သွားဆောင်အိမ်မလို့သွားမဘိုးတင်ကအိမ်ပေါ်မှာရေနံစီမီးခွက်နဲ့တက်သားမီးချစ်ကိုယူလိုက်တယ်အိုင်တော်မှန်မီးအိမ်လေးတဲကိုရေနံစီမီးခွက်ကိုထည့်လိုက်ပြီးလက်မှဆွဲကမီးဖိုချောင်းထဲကိုဝင်လိုက်တယ်အိမ်တော်မှန်အိမ်ကိုခဏဘေးကိုချထားလိုက်ပြီးတော့စစ်သုံးဟန်းကောဂျိုင်ထဲကိုထမင်းနဲ့အမဲသားဟင်းများကိုရောထည့်လိုက်ပြီးအဲ့ဒီဂျိုင်လေးကိုလွယ်အိတ်ထဲထည့်ပြီးတော့မီးအိမ်ကိုကောက်ကင်ကအိမ်ပြင်ကိုထွက်သွားပါတော့တယ်မမိုးရင်ထောင်ထားတဲ့ကပ်ပြီးများကိုတေချာစစ်ဆေးလိုက်ပြီးတဲ့နောက်အပင်ပင်အောက်မှာဝင်ပြီးအိတ်လိုက်လေတယ်ဘိုက်ကလည်းမစားသေးတာကြောင့်ထမင်းမစားသေးပြီမိုးကဆွတ်ချုပ်နေပြီဖြစ်တော့တယ်ရာသီဥတုရဲ့အပူချိန်ကြောင့်အိုက်ဆက်နေလေရာအတော်ပင်စိတ်ပြတ်နေမိလေတယ်လေကလည်းမတိုက်ခြုံထဲမှာလည်းဖြစ်နေတာကြောင့်လေမတိုက်သည်လည်းဖြစ်နိုင်သည်ထုံတော်မောင်မိုးတင်ကမီးအိမ်ကိုကောက်ယူလိုက်ပြီးထမင်းရိုင်ထည့်ထားတဲ့လွယ်လေးကိုလွယ်လို့တင်းချိုင်းကုန်းဘက်ကိုထွက်သွားလေပါတော့တယ်မောင်မိုးတင်ကသူထိုင်နေကြအုတ်ကူဟောင်းကြီးဘော်ကိုတတ်ထိုင်နေလိုက်တယ်လာရောင်နဲ့ကျဲရောင်ရဲ့အလင်းရောင်တဲ့လေးရနေတာမဟုတ်လို့မီးအိမ်ထဲမှာရေနံစီမီးခွက်ကိုမှုတ်လိုက်လေတယ်အဲနောက်ဘိုက်ကစားလာပြီးဖြစ်တာကြောင့်ထမင်းချိုင်ကိုထုတ်ပြီးအုတ်ကူဘော်တင်ပြီးတော့ဖွင့်လိုက်တယ်အမဲသားရနန်းကတင်းသွားချိန်တင်းချိုင်းထဲမှာအပင်တချို့ကလေမတိုင်ပဲလှုပ်ရှားသွားလေတော့တယ်အရိယာကိုတတိထားမိတဲ့ဘိုးထင်ကလှုပ်နေတဲ့အပင်များကိုကြည့်ပြီးတော့စကားဆိုလိုက်လေတယ်ငါတယောက်စားတော့အနိုင်တော့မကြွေးနိုင်ဘူးစားချိန်ငါ့ကိုသာကြိုက်စားတော့သေလဲအေးတာပဲမောင်မိုးတင်ရဲ့စကားဆုံးချိန်မှာအပင်များလှုပ်နေရမှငြိမ်သွားလေတော့တယ်အဲဒီကမောင်မိုးတင်ဟာဂျိုင်ထဲမှာထမင်းကိုလက်နဲ့ကုပ်ပြီးတော့စားနေချိန်သူထိုင်နေတဲ့အုတ်ကူနဲ့မလန့်မကန့်ပါအရှိတ်တစ်ခုပေါ်လာလေတယ်အဲဒီနောက်အုတ်ကူရှိမှမတ်တက်ရက်နေတဲ့လူတယောက်ပေါ်လာလေတော့တယ်စုပ်ပြတ်နေတဲ့အဝတ်စားနဲ့ဖြူဖတ်နေတဲ့မျက်နှာမှာညလုံးနေရကလည်းဟောက်ပဲဖြစ်နေတယ်အဲဒီလူဟာ6ကတ်နေတဲ့အတန်နဲ့မောင်ဘိုးတင်ကိုစကားဆူလာလေတယ်ကောင်းလေးငါအုတ်ကူပေါ်ထိုင်စားနေပြီငါ့ကိုမကြွေးဘူးလားအဲ့ဒီတိုင်ကြောင့်မောင်ဘိုးတင်ခေါင်းထောင်ပြီးကြည့်လိုက်တယ်အကြီးတန်းသောထိုသူရဲ့ရုပ်ကိုမြင်သည်နဲ့လူမဟုတ်တာတန်းသိလိုက်တယ်ဒီအုတ်ကူကခမည်းအုတ်ကူလားဟုတ်တယ်မင်းနေတိုင်းထိုင်တာငါသိမင်းစားနေတဲ့အမဲသားငါ့ကိုကြွေးနေပါဦးဗျကျုပ်စဉ်းစားနေတာမင်းငါ့ကိုမကြောက်ဘူးလားတရေကြီးမကြောက်ဘူးလားဟူသောစကားကိုမေးချိန်မှာမောင်ဘိုးတင်ဟာတိုက်ရီမောလိုက်ပြီးကြောက်ချင်တာပေါ့ဗျာအမေကျွန်တော်ကယ်ပါဦးလို့អော်ပြီးတော့အမေစီပြေးချင်ခဲ့ဘူးတာပေါ့ပြီးတော့အဖေကျွန်တော်ကြောက်တယ်လို့ပြောပြီးတော့အဖေကမကြောက်နဲ့ငါသားလို့ပြောတော့လိုချင်ခဲ့ဘူးတာပေါ့ဗျာဒါပေမဲ့ကျုပ်ကကြောက်လဲငိုယုံနေလဲကျုပ်ကိုဘသူကချော့ဘသူကမငိုနဲ့လို့မှပြောမှာမဟုတ်တာအဲ့တော့ကြောက်တယ်ဆိုတာဘာလဲလို့တော့မေးရမလို့ပဲဗျာတဲကောင်ကြီးကအုတ်ကူကြီးရဲ့ရှေ့မှာမရက်ပြီးတာလက်ကိုဖြတ်ပြီးတော့တောင်းနေပါလေဘိုးထင်ပြောတာကိုနားလဲပုံလဲမပေါ်ပါအဲဒီကမှမောင်ဘိုးထင်ကမဲသားတစ်ဖက်ကိုတရေကြီးရက်နေတဲ့အုတ်ကိုအစုံကိုပြစ်ပေးလိုက်ပါတော့တယ်တရေကြီးကမောင်ဘိုးထင်ပြစ်ပေးလိုက်တဲ့အမဲသားတုံးကိုကောက်ယူပြီးတော့စားနေလေတယ်ကုံသွားတဲ့ခါနောက်တစ်ခါလက်ကိုပြန်ဖြန့်ပြီးတော့တောင်းနေပြန်တယ်မောင်ဘိုးထင်ကလည်းထပ်ပြီးတော့ချပေးလိုက်ပြီးထမင်းကိုသာစားနေတော့တယ်ခဏကြာတဲ့ခါမှာဘိုက်ပြေသွားပြီမလို့ကြံတဲ့ထမင်းနဲ့ဟင်းများကိုအုတ်ကိုအစုံမှာစုပုံပြီးတော့ပေးလိုက်ပြီးတော့တယ်အဲဒီကတရေကြီးကမောင်ဘိုးထင်ပုံပေးတဲ့ထမင်းညာဟင်းညာများကိုအားရပါရစားတောင်းနေပါတော့သည်စားတောင်းနေတော့တရေကြီးကိုမောင်ဘိုးထင်ကကြည်ပြီးတဲ့နောက်
စကားဆိုလိုက်လေခမည်းဦးပေါ်ထိုင်နေကြမလို့ကျုပ်ကြွေးတာနော်ကြောက်လူကြွေးတာမဟုတ်သေးလားသိပါတယ်ကွာကျေးဇူးတင်ပါတယ်ငါမင်းကိုဘာကူညီပေးရမလဲငါနာမည်ငါနတ်ပါမကူညီပါနဲ့ဗျာအကူညီတောင်းမိရင်လည်းနေတိုင်းကြွေးနေရမှာမလားမဟုတ်ပါဘူးကွာမင်းခိုင်းနေတာရပါတယ်ခိုင်းပါမင်းကြွေးလဲရတယ်မကြွေးလဲရတယ်မောင်မိုးတွေကတရားကြီးစကားကြောင့်ခိတ္တတွေးလိုက်သူ့စိတ်ထဲမှာကြွားတခိုးမြင်နိုင်ကိုမြင်အောင်လာလေသည်မောင်မိုးတွေတစ်ချက်မျှပြုံးလိုက်ပြီးစိတ်ထဲမှာတော့ဒီငနာတွေတွေးပြီးပေါ့ကွာကျိန်းသွားလိုက်ကဟုတ်ပြီဗျာအဲ့ဆိုတခုတော့ကူညီပြောပါကောင်းလေးကျုပ်ကြွက်ကပ်ပြီးတွေကိုရွာကောင်လေးနှစ်ယောက်ဖော်ပြီးတော့ကြွက်တွေယူသွားတယ်ဗျာအဲ့ကောင်လေး6ဝေးသက်မှာတေအောင်လှုပ်ပေးရမှာကောင်းလေးဟာတေအောင်တော့မလုပ်နဲ့လေဗျာနောက်တစ်ခါမခိုးရဲအောင်လုပ်အဲ့လောက်ဆိုရစိတ်ချကောင်းလေးမင်းဒီမှာအိမ်မှာလားဟုတ်တယ်ဗျာအဲ့ကောင်လာမဖုံခင်တကောင်ကျော်တစ်ခါဖုံးမယ်ကြွက်မြေပြန်ထောင်ပြီးတော့မနက်တကထပ်ဖုံးလို့ဒီမှာစောင်းအိမ်မှာဗျာအဲ့ဒါဆိုမင်းအိမ်နေအဲ့ဒီကောင်လေးကိုငါ6လွတ်လိုက်မယ်အဲ့ဒါဆိုလဲကောင်းတာပေါ့ဗျာကျုပ်အိမ်နေတော့ကျုပ်တော့ဂုံမချိုးပါဘူးတော့ခင်ဗျာဘာလဲအခုတော့မင်းကြောက်နေပြီမလားမဟုတ်ပါဘူးဘာမသိညာမသိပဲမသေးချင်လို့ပါဗျာချိုးချင်ကျုပ်အခုချိုးသွားလိုက်ဟုတ်ပလားမောင်ဘိုးတွေကခက်တီတီနဲ့ပြောလိုက်ပေမဲ့တရေကြီးကသူ့မြင်ကွင်းထဲမှာတရေရိပ်နဲ့ပျောက်ကွယ်လို့သွားပါတော့သည်အခန်းလေး